စိုးရတစ်လက်ထက်မှာမြန်မာနိုင်ငံပေါ်နိုင်ငံခြားခရီးသွားဧည့်သည်တွေရဲ့စိတ်ဝင်စားမှုမြင့်တက်လာတာကြောင့်ယခုနှစ်ကနေစတင်ပြီးခရီးသွားလုပ်ငန်းအလင်းအမြန်ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကတာဝန်ရှိသူတွေရဲ့သုံးသပ်ချက်အရသိရပါတယ်။ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်တွေနဲ့ရိုးရာဓလေ့တွေကိုမပျက်စီးစေဖို့တတိထားဆောင်ရွက်ဖို့လိုအပ်တယ်လို့ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဆိုင်ရာလုပ်ငန်းကျွမ်းကျင်သူမတ်မေမြတ်မုံဝင်းကသူ့ရဲ့အမြင်ကိုအကြံပြုပြောကြားပါတယ်။ Tourism ကရန် sensitive ဖြစ်တဲ့ subject ဖြစ်ပါတယ် tourism ကတကယ်တော့ဒီတဦးတယောက်တည်း company တစ်ခုနဲ့ industry တစ်ခုနဲ့ပတ်သက်တာ tourism ဆိုတာဒီနိုင်ငံတစ်ခုနဲ့ပတ်သက်တဲ့ subject ဖြစ်ပါတယ်။ so tourism ကို develop လုပ်တဲ့အခါမှာတကယ်ချာgroup စိုက်ပြီးတော့ develop ဖြစ်လုပ်တဲ့နေလို့ထင်ပါတယ်။ so ကိုယ့်ရဲ့culture ကိုယ့်ရဲ့ heritage ကိုယ့်ရဲ့ social values တွေမပျက်စီးစေဘဲနဲ့နော်tourism ကနိုင်ငံရဲ့ရေရှည်ပေါ့နော်အကျိုးစီးပွားအတွက်ကိုအထောက်အကူဖြစ်နိုင်အောင်develop လုပ်တဲ့လို့ထင်ပါတယ်မြန်မာနိုင်ငံရဲ့အထင်ကရနေရာတွေမှာခီးသွွားလုပ်ငန်းစီမံကိန်းတွေအရဟိုတယ်ဆောင်တွေဖော်ဆောင်တဲ့အခါတဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ခီးသွွားတွေရဲ့စီးကဲမဲ့မှုချို့ကြောင့်ယဉ်ကျေးမှုမွေးနှစ်တွေပျက်စီးဆုံးရှုံးနေရတာတွေရှိနေတဲ့အတွက်ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွေဆောင်ရွက်တဲ့အခါမှာစနစ်တကျဆောင်ရွက်ဖို့လိုတယ်လို့သက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်တွေကအကြံပြုထားတာဖြစ်ပါတယ်။ဒီမှာမတ်စုစံနေရွှေကသတင်းပေးပို့ထား